ချင်းမိုင်မျိုးရဲ့ဘူရာယုံလေးမှာရောက်နေပါပြီအခုချင်းမိုင်ကနေပြီးတော့ရထားစီးပြီးတော့မင်းတို့ကဘန်ကောက်ကိုသွားပါတော့မယ်ဒိုမောင်းကိုပေါ့နော်ဒိုမောင်းကနေမှမနက်ကိုကားစီးပြီးတော့ပတ်တရားဘက်ကိုသွားပါမယ်ရှင်ကားကတော့160ပေးရပါတယ်160နဲ့6ဒါလေးကတော့ new experience ပေါ့နော်ယထာစစီးပါတော့မယ်ချင်းမိုင်မှာပါကိုကတော့ဘာမှမသိနားမလဲပဲနဲ့ယထာဂိတ်ကိုသွားတယ်ဒါပေမဲ့ဘယ်နာကိုသွားမယ်မသိတော့အဲ့ရှိတဲ့ကောင်တာမှာသွားမိလိုက်တော့ platform number 4တွဲနံပါတ်က9ရတယ်ဆိုပြီးပြောလိုက်တော့ခုမင်းတို့က platform number 4မှာလမ်းလျှောက်လာပါတယ်တွဲနံပါတ်9ကိုအခုရှာနေပါတယ်ရှင်ဒါအဲ့တွဲဟုတ်ငါဟုတ်တယ်ဒီမှာငါလေလက်ခါလေးနဲ့ကောက်ကိုပြန်တော့မယ်ယထာပေါ်မှာတော့နေရာယူပြီးပေါ့နော်ကိုယ့်ရဲ့ခုံနံပါတ်ကတော့35တဲ့ဒါပေမဲ့အပေါ်ထက်မှာအိပ်ရမှာအိပ်ရင်ကြအဲ့ခုံလေးတွေကညကြရင်2ခုံဆက်လိုက်ပြီးတော့အောက်ထက်တစ်ယောက်အပေါ်ထက်တစ်ယောက်အိပ်ရတာပေါ့အဲ့လိုမျိုးလေးနေရာလေးကတော့ယူပြီးသွားပါပြီခရီးသွားရင်မုံစားရတာကိုကြိုက်နှစ်သက်တဲ့ချစ်တွေကတော့မမေ့လိုပဲအမှမုံအိတ်ကြီးပိုက်ပြီးတော့ခရီးထွက်ကြပေါ့နော်ယထာလေးစထွက်နေပါပြီပါဝင်မှုလည်းကြည့်အောင်။ကြပြားပြင်ဆုံးကြောင်းပါ။ယထာစထွက်နေပါပြီ။ချင်းမိုင်ကနေဘန်ကောက်ကိုတည်နေတဲ့အစုံစံယထာကြီးဟာညနေ3နာရီခွဲစံတော်ချိန်မှာစတင်ထွက်ကနေပါရှင်။အခုဒါကတော့ယထာပေါ်ကနေပြီးတော့ချင်းမိုင်ကိုမြင်နေရတယ်။မြင်ကွင်းလေးဖြစ်ပါတယ်။ညနေ6နာရီရောက်တော့တွဲဆောင်ပေါ့နော်အရာရှိကအိယာတွေလာခင်းပေးပါတယ်ခုံနေဆက်ပြီးတော့ပေါ့နော်မမေကတော့အဲ့တော့အိယာခင်းပေးတဲ့အချိန်ရောက်ရင်တော့ကိုယ့်ရဲ့အိယာနဲ့ကိုနေရတော့မှဖြစ်ပါတယ်အိယာမခင်းခင်ကတော့ထိုင်ကုန်နေဖြစ်နေတော့ကတော့သူကထိုင်ကျင်တဲ့နေရာမှာထိုင်ပေါ့မိသားစုချင်းချင်းထိုင်ဆိုပြီးလဲပြောပါတယ်အခုတော့ညနေဆောင်ပြီဆိုတော့အိယာလာခင်းပေးတော့မမေကအပေါ်ထက်မှာနေရပါတော့မယ်ကဲဒီလေကားပစ္စည်းလေးနဲ့ပေါင်200ဝိတ်ကိုဘလို့တွယ်ပြီးတက်ရမလဲဆိုတာစဉ်းစားလို့တောင်မရတော့ဘူးပေါ့နော်ခရင်မော်ကိုမတက်ချင်သေးလို့စားတောက်တွဲဘက်မှာသွားပြီးတော့စီးစာ view လေးကိုကြည့်မယ်ဆိုပြီးတော့စားတောက်တွဲဘက်ကိုထွက်လာပါတယ်ရှင်စားတောက်တွဲမှာပါညနေစီးစာလေးကိုစားတောက်တွဲကိုလာပြီးတော့နေဝင်ချိန်လောက်ခံစားရင်းနဲ့ညစာစားရင်းပေါ့နော်
ဆိုလို့ဝယ်လိုက်တာဒီမှာခေါင်းမိုးပေါ်မှာအိမ်ဒီလေကားလေးရတယ်တက်လာတာပေါ့ကိုယ့်ရဲ့ပေါင်းနေရအောင်တည်ဖို့ပြီးဒီလိုလေးညကြအဲ့ရခင်းပေးတာပေါ့နော်ကိုယ့်ရဲ့ကလေးပါကလေးတွေချိတ်ပါဒီမှာဖုန်းထည့်တဲ့နေရာလေးသူတို့ပေးတဲ့ဆောင်လေးလည်းမစိုးပါဘူးလို့ရေးတယ်ဒါအိတ်စင်လေးပါအိတ်နေပါပြီ950လောက်နဲ့ကတော့တက်နေလို့ပြောရမယ်တက်တောင့်တက်တာလိုက်လို့ရတယ် view ကြည့်လို့ရတယ်အချိန်ကတော့12နာရီလောက်ကြာပါတယ် I love my life. 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 No, now we don't know where tomorrow might bring, cause the future the hours away. So me I live my life today. Me I live my life today. Yeah, so love me make me talk what I want for talk. Me have enough to say. So me go live my life today. Me go live my life today. So everybody have to sing it out.